စီလိုနာလူတယောက်ဆိုပါစို့ကတော့ကမျိုးမောင်တိုက်တွေနမြုံနေခဲ့ချိန်ကိုနာတရားစိတ်နာတရားတွေလုံးရင်းနဲ့အတဲပစ္စုပန်အနာဂတ်ကာလသုံးလွှာလုံးမိုင်းညွတ်မှုံရင်နေခဲ့ချိန်တစ်ခုပြီးတစ်ခုကွဲအပ်ပဲကြရင်အပြတ်စီးဆုံးရှုံးတွေကိုစိတ်ပလာနဲ့သာထိုင်နေနိုင်ခဲ့ချိန်မှာလုံးစုံပြတ်သုံးသွားပြီလို့မဆိုနိုင်အောင်အရာအလုံးဆုံးလုံးလိုက်ရပြီလို့မတွေးနိုင်အောင်ဒီလူရဲ့မုံမွားတွေကိုတစားစီကောက်သိမ်းပေးခဲ့တာခမရပါပဲရောဘတ်ဘာစီလိုနာသမုတ်တရားတစ်စင်းဆိုပါစို့သူ့ရဲ့ပြလွင်မှုကိုလူယူခံခဲ့ရတဲ့မုံတိုင်းညတွေမှာရောင်ကြီးပြရှမှုကိုငန်းလင်းနေရချိန်မှာရှီမဲလင်ကိုအရင်ဆဆန်သူခွဲရိုင်းနဲ့ခံရချိန်မှာမြောင်ဝန်းတစ်ထောက်စာပဲဖြစ်ဖြစ်ကိုမမေးဖို့မှန်တချက်လို့အလင်းဖြစ်ခဲ့တဲ့မိပြတဲ့ဟာခမရပါဘာစီလိုနာကျွန်တော်တို့အသေးခိုင်အောင်မျက်နှိုးရတဲ့ရပ်ဝန်းတစ်ခုဆိုပါစို့ချစ်ချင်းတစ်ခုရဲ့အတွက်အတ္တကိုခြံခဲ့ပြီးတင်းလုံးမှုထက်နှိမ်ပါတဲ့ရယူပိုင်ဆိုင်နိုင်ခွင့်တွေနဲ့ဘာလို့မှမတောင်းဆိုခဲ့တဲ့ခံဝင်တိုက်စစ်မှုဟာခမရပါຫນွေနေ့မှာနင်းဝေစီသလိုမျိုးချစ်တောက်လောင်မြိုင်းနေတဲ့ရာသီဥတုတွေတိုးဝင်ခဲ့ပြီးအေဂျင့်ချီစိမ့်တဲ့လေလူတစ်ခုဖွဲ့တည်ပေးခဲ့တာမမေ့ပါဘူးရောဘတ်မမေ့ပါဘူးရောဘတ်တစ်ချိန်မှာဒီမာရွတ်တွေပြန်ကြည့်မိတိုင်းတစ်ခေါက်တရယေရှုစကားဆိုမိမှဖြစ်တယ်လို့အဲ့ဒီနေ့တွေဟာမြည်ရွယ်ပဲလက်ရှိတွေးနေတဲ့မျောလာခဲ့ရင်လေပထမဆုံးသတိရမိတဲ့လူသားခမည်းဖြစ်နေမှာပါဘယ်နေရာပဲရောက်ဘာတွေပဲလုပ်ပေါ့ဖြစ်ချင်သမျှစိတ်ကူးတွေဖြစ်လာပါစေအိမ်မက်တွေတွေးပွင့်ရင်ပျော်ရွှင်နိုင်ပါစေပေါ့ဒီမောဒန်မျိုးသာကြားချင်မိပါရဲ့